မင်္ဂလာပါခင်ဗျာအခုဆိုရင်နေပြည်တော်မှာလွတ်တော်ခေါ်လိုက်ပါဒီလွတ်တော်အတွက်ဥက္ကဋ္ဌနေရာတွေလည်းရွေးချယ်လိုက်ပါမကြခင်မှာတမရနေရာအတွက်တင်မြှောက်တော့ပါမယ်ဒါတွေကကျွန်တော်တို့ပြည်သူတွေအတွက်တကယ်ပဲငြိမ်းချမ်းရေးလမ်းစာလားဒါမှမဟုတ်ရင်အာဏာရှင်စနစ်ကိုတက်တန်တိုးဖို့အတွက်အယောင်တင်လိုက်တာလားဒီနေ့ဗီဒီယိုမှာတော့လက်ရှိနေပြည်တော်မှာဖြစ်ပျက်နေတဲ့လွတ်တော်အကြောင်း NLD ပါတီရဲ့တုံ့ပြန်ချက်နဲ့ကျွန်တော်တို့တော်လှန်ရေးဘယ်ဘက်ကိုဦးတည်နေသလဲဆိုတာတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့အဆုံးထိနားထောင်ပြီးဖို့ဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအနေနဲ့ဒီရက်ပိုင်းနေပြည်တော်မှာဖြစ်ပျက်နေတာတွေကိုကြည့်အောင်စစ်ကောင်စီကကျင်းပခဲ့တဲ့ရွေးကောက်ပွဲကနေတက်လာတဲ့ကိုယ်စားလှယ်တွေစုသူတွေနဲ့လွှတ်တော်ကိုစတင်လိုက်ပါပြီပြည်သူ့လွှတ်တော်မှာကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီကဥက္ကဋ္ဌဖြစ်လာတယ်အမျိုးသားလွှတ်တော်မှာတော့စစ်ကောင်းဆောင်ရဲ့လူယုံတော်လို့လူသိများတဲ့စစ်ဗိုလ်ချုပ်ဟောင်းအောင်လင်းတွေကဥက္ကဋ္ဌနေရာကိုယူလိုက်ပါတယ်ထူးခြားတာပါလဲဆိုတော့ဒီနေရာတွေကမဲမခွဲခင်ကတည်းကစရင်တွေကြိုပေါက်နေတာပါဆိုလိုတာကဘဒုကိုဘယ်နေရာပေးမယ်ဆိုတာကြိုတင်သတ်မှတ်ပြီးသားဇက်ညွန်အတိုင်းကပြနေတာဖြစ်ပါတယ်တိုင်းရင်းသားပါတီတွေကကိုယ်စားလှယ်တွေတောင်အစုပြုခွင့်မရသလောက်ဖြစ်နေပြီးကြံ့ခိုင်ရေးပါတီထဲကကိုယ်စားလှယ်တွေတောင်ဒီလောက်ရက်အပေါ်မကြည်မနှက်ဖြစ်နေကြတယ်လို့သတင်းတွေကဆိုပါတယ်တစ်ဖက်မှာလည်း2020ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ပြည်ထောင်စုလွှတ်တော် CRPH ရဲ့နဝမအကြိမ်မြောက်အစည်းအဝေးမှာ NLD ပါတီကသဝန်လွှာပေးပို့ခဲ့ပါတယ်ဒီသဝန်လွှာရဲ့အဓိကအချက်ကတော့ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးပါပဲ NLD ကပြက်ပြက်သားသားပြောထားတာတစ်ခုရှိပါတယ်အဲ့ဒါကတော့မြန်မာနိုင်ငံရေးပြဿနာကိုဖြေရှင်းတဲ့နေရာမှာလူလူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်မပါဘဲနဲ့ဘယ်တော့မှလမ်းစားရမှာမဟုတ်ဘူးဆိုတာပါပဲဒါအင်မတန်အရေးကြီးတဲ့အချက်ပါစစ်ကောင်စီကဒေါအောင်ဆန်းစုကြည်ကိုထောင်နဲ့28နှစ်ဆိုပြီးအမှောင်ချတာပြီးမဲ့ပြည်သူတွေရဲ့ရင်ထဲမှာတော့သူဟာအဓိကဖြေရှင်းပေးနိုင်မဲ့သူဖြစ်ရှိနေစေဖြစ်ပါတယ်ဒါဆိုရင်ခုလိုလွှတ်တော်ခေါ်တဲ့အစိုးရခေါ်တယ်ဆိုတာဘာအတွက်လဲဆိုတာချက်လောက်ကြည့်လိုက်အောင်စစ်ကောင်စီရဲ့ရွေချက်ကရှင်းပါတယ်ငါတို့ဟာအာဏာသိမ်းစစ်အစိုးရမဟုတ်တော့ဘူးရွေးကောက်ခံအစိုးရဖြစ်သွားပြီဆိုတဲ့အကြောင်းတင်တာပါအာဆီယံတရုတ်နဲ့အိန္ဒိချင်းနိုင်ငံတွေကိုပြချင်တာကကြည့်မြန်မာပြည်မှာလွှတ်တော်ရှိနေပြီအစိုးရရှိနေပြီငါတို့နဲ့ဆက်ဆံလို့ရပြီဆိုတဲ့ပုံစံမျိုးပါဒါပေမဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေနဲ့အနောက်နိုင်ငံတွေကတော့ဒါကိုအတူရောင်ရွေးကောက်ပွဲမျက်လှည့်ပြတာလို့ပဲသတ်မှတ်ထားပါတယ်ဒီနေရာမှာကျွန်တော်တို့တွေသတိထားရမယ့်အချက်တစ်ခုရှိပါတယ်အဲ့ဒါကတော့တော်လှန်ရေးဇက်မျိုးဖြစ်သွားမှာကိုပါစစ်တပ်ကသူတို့စိတ်ကြိုက်လွှတ်တော်နဲ့အစိုးရကိုပုံဖော်လိုက်ပြီးချိန်ဆွဲထားမယ်ပြည်သူတွေကလည်းတောင်မင်းကိုလည်းကြောက်ရမြောက်မင်းကိုလည်းကြောက်ရကြားညက်ပြီးဝဲပြကြလာတော်လှန်ရေးအင်အားစုတွေအနေနဲ့ဒီထက်ပိုပြီးစုစည်းဖို့လိုပါတယ်စစ်ရေးအရာရောနိုင်ငံရေးအရာပါရလက်ထွက်အောင်လုပ်ပြနိုင်မှသာစစ်ကောင်စီရဲ့အတူရောင်ဆိုရကိုကဘာကအတိမတ်မပြုတ်အောင်တားဆီးနိုင်မှာပါအခုချိန်ဟာလက်နက်ကင်ထားသူတွေရောပြည်သူတွေပါအားကုန်ထည့်ရုံရမယ်နောက်ဆုံးတစ်ခေါက်ခေါင်းလောင်းတန်ဖြစ်ပါတယ်အနှစ်ချုပ်ရရင်တော့နေပြည်တော်ကလွှတ်တော်ဟာပြည်သူစန္ဒမပါတဲ့စစ်ဗိုလ်ချုပ်တွေကလက်ဝဲကနေလက်ရဘက်ကိုအာဏာလွှဲပြောင်းရုံတသက်လုံနေတဲ့ပွဲတစ်ခုဖြစ်ပါတယ်ဒေါအောင်ဆန်းစုကြည်ပါဝင်နိုင်ကျင်းတွေအားလုံးလွတ်မြောက်ဖို့အစစ်မှန်ဒီမိုကရေစီရရှိဖို့အတွက်ကျွန်တော်တို့အမှန်တရားဘက်မှာဆက်ပြီးခိုင်ခိုင်မာမာရပ်တည်ကြရပါမယ်တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့လည်းပြည်သူတွေရဲ့ပေးဆက်မှုတွေအချီးနှီးမဖြစ်အောင်ဒီထက်ပိုပြီးစွမ်းဆောင်ရည်ပြသဖို့လိုအပ်နေပါပြီဆိုတော့ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကိုဘယ်လိုမြင်ကြပါလဲစစ်ကောင်စီရဲ့လွှတ်တော်တစ်ကတကယ်ပဲပြောင်းလဲမှုတွေယူဆောင်လာနိုင်မယ်လို့ထင်ပါသလားအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးကြပါအောင်ခင်ဗျာအခုလိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဘေးကင်းကြပါစေခင်ဗျာ